ဒီပေါ်ကအခန်းနှစ်ကဒီမြင်းကရက်သင်ခန်းစာလေးเนาะဒီမှာဆိုရင်ပြထားတာကဘာလေးလဲဆိုတော့မန္တလေးမြို့ရဲ့လစဉ်အပူချိန်ကိုပြပေးထားတယ်ဒီမှာဆိုရင်တစ်နှစ်မှာ12လရှိတဲ့အတွက်ဒါလေးကလအလိုက်ပေါ့เนาะတစ်လဒီမှာ1 2 3 4 5 12လဆိုတော့ဒီမှာ12လပါပြီเนาะဒီဒါလေးပြထားတယ်ဒီဇာတ်လေးမှာကျတော့လကိုရေးထားတဲ့12လမှာသူတစ်လစီအပူချိန်ဒီဂရီဆက်စီရက်ကိုလည်းဒီမှာပြဥပမာတစ်လပိုင်းမှာဆိုလို့ရှိရင်ဒီပုံလေးမှာကြည့်မယ်ဆိုရင်20 21 22ဒါဆိုရင်ဒီဇာတ်လေးမှာကျတော့22ကိုရေးထားတယ်။နောက်2လပိုင်းရဲ့အပူချိန်ကိုကြည့်မယ်ဆိုရင်ဒီမှာ20နဲ့5ရှိတယ်။25ရှိတဲ့အတွက်ဒီမှာ25လို့ရေးထားတယ်နော်။ဒါဆိုရင်ဒီဘာဂရက်လေးကိုကြည့်မယ်မန္တလေးမြို့ဤလစဉ်အပူချိန်ကိုပြရင်မြည်သည့်ဂရက်များကိုသုံးနိုင်တဲ့နည်းတဲ့ဒီမှာမန္တလေးမြို့ရဲ့လစဉ်အပူချိန်ကိုပြပြီးတော့ graph ကိုသုံးတော့မယ်ဆိုရင်ဒီမှာ graph ရဲ့ဒီအပေါ်ထိပ်နားလေးမှာဒီ graph ကဘာအကြောင်းကိုပြောထားတာလဲเนาะဘာအကြောင်းကိုရည်ညွှန်းနေတာလဲဆိုတော့သိအောင်လို့ဒီကောင်းစဉ်လေးပါရမယ်เนาะမန္တလေးမြို့ဤလစဉ်အပူချိန်ဆိုပြီးတော့ဒီအောက်လေးမှာအလျားလိုက်ဒီမြင်းညမ်းလေးမှာဆိုရင်ဒီမှာလတွေအတွက်ကိန်းဂဏန်းတွေကိုစားတူပြီးရေးလိုက်တယ်1 2 3 4 5 6 9 10 11 12 12လရှိတာဖြစ်တဲ့အတွက်12လရေးတယ်ဒီဘက်ကကျတော့အပူချိန်ဒီဂရီဆက်စီရက်ကိုပြတာเนาะဒီတစ်ခွက်ကိုတစ်ခုလုံးနဲ့ပြတယ်ဒီမှာ9ခွက်ဒီ3ညနေပြီးတော့9ခုဆိုလို့ရှိရင်သူကအစိတ်အရေအတွက်က9ခုစီခွာချတဲ့အတွက်တစ်ခွက်ကိုတစ်ခုလုံးနဲ့တွက်သွားလို့ရတာเนาะဒါဆိုရင်9 10 15 20 25 30 35ထိဆွဲထားတယ်အများဆုံးသူရဲ့ဒီဒါလေးကိုကြည့်လိုက်မယ်ဆိုရင်အပူချိန်ကအများဆုံးတော့33ထိရှိရယ်เนาะ33ထိရှိရယ်ဒါဆိုရင်သူက35ထိဆွဲထားတယ်เนาะအပေါ်ဒါဆိုရင်ဒီမှာသူကဒီတစ်လပိုင်းရဲ့အပူချိန်က20နဲ့နှစ်လို့ပြောတာဖြစ်တဲ့အတွက်ဒီမှာ20ရဲ့အပေါ်20ထိကိုသွားလိုက်မယ်ပြီးရင်21 22ဒီနားထိကိုယူပြီးပြောထားတယ်เนาะ20ရဲ့အပေါ်နှစ်ကွက်လေးနောက်2လပိုင်းမှာဆိုရင်25ဖြစ်တဲ့အတွက်20ထိရဒီမှာ25ဆိုတော့ဒီမှာဒီထိเนาะ3လပိုင်းဆိုလို့ရှိရင်29ဖြစ်တဲ့အတွက်ဒီမှာ25 26 29 28 29ဒါဒီလိုမျိုးတွေเนาะဒီ graph လေးမှာအရောင်လေးချိန်ပြီးတော့ပြထားတာเนาะမြင်သားအောင်လို့73ရောက်ပါပြီเนาะဒါဆိုရင်စောစောကဒီမန္တလေးမြို့ရဲ့အပူချိန်ကိုဒီမှာဒီမြင်းနဲ့ပေါ်ပြတာမြင်းလေးဆွဲပေါ်ပြစောစောလို့အရောင်မချေတော့ဘဲနဲ့အမှတ်ကလေးတွေမှတ်လိုက်တယ်ပြီးရင်မြင်းလေးတွေဆက်ဆွဲဒါကိုဘာလို့ခေါ်လဲဆိုရင်မြင်းဂရက်လို့ခေါ်တယ်เนาะကဲဒါဆိုရင်ဘယ်လိုဆွဲမလဲဒီချေလို့ကြည့်မယ်ဆိုရင်ဒီမှာ3ညနေပြီးတော့စောစောလို့ဒီမှာသူ့နေရာလေးမှာအကွက်ကလေး9စိတ်ရှိရ1 2 3 4 5ဒီလို9စိတ်စီကွာဝေးတဲ့တနေရာမှာ1လို့ယူလိုက်တယ်နောက်ထပ်9စိတ်ကွာဝင်ရင်ဒီတိုင်လေးမှာ2နောက်တစ်ခါ3မှာ4 5စိတ်စီသူတို့အကွာအဝေးရရှိရเนาะဒါဆိုရင်ဒီမှာ3ညနေဒီ9အထိကိုလည်းဒီလိုမျိုး1 2 3 4 5เนาะ10သူ့ရဲ့အကွာအဝေးက9စိတ်စီရှိတယ်เนาะဒါဆိုရင်ဒီမှာစာပြီးချိန်မှာဇန်နဝါရီလမှာ22လို့ပြောတဲ့အတွက်ဒီမှာ20အထိသွားလိုက်မယ်20ဆိုတော့ဒီနားလေးသူ့ရဲ့ဒီဇန်နဝါရီလရဲ့ဒီတန်းတန်းလေးမှာပဲเนาะအဲ့တိုင်လေးမှာပဲသွားပြီးတော့ဆွဲရမယ်เนาะ21 22ဒီနေရာလေးမှာအမှတ်ကလေးမှတ်လိုက်မယ်